အရှင်နတ်ချုပ်ကြီးကျွန်တော်မျိုးတို့ဘဲရောက်နေတာလဲဗျာငါလည်းဘယ်သိမလဲဟာဟေးမိတ်တက်ကငါတို့ဒီနေရာကိုဘယ်လိုရောက်လာကြတာလဲအရှင်တကယ်ပဲမမှတ်မိဘူးလားဗျာအရှိန်ဝေပူးစိတ်တဲ့အစင်ပြေရဲ့လားအရှိန်တတိလင်သွားပြီယနေ့မှစနတ်ပြည်အုပ်ချုပ်ရေးအမှုများကိုကျွန်ုပ်ကိုယ်တိုင်ဆောင်ရွက်မည်နတ်ဘလူးတွေကိုမြင့်မို့တောင်အစွမ်းစီတည်ခဲ့ကြကုန်လော့တောက်ဖော်ရှိုင်းလိုက်လေကွာငါတို့ရဲ့နတ်ပြည်ကိုလည်းခုမှရောက်လာသေးတယ်မြင့်မို့တောင်ပေါ်ကနေကန်ချလိုက်တဲ့လားကျွန်တော်မျိုးအကဲခတ်ကြည့်ရတဲ့လောက်တော့ဒီနေရာဟာမြင်းမို့တောင်ကြီးရဲ့တောင်ကြီးဖြစ်နိုင်တယ်ဗျာမိတ်တက်ကမင်းပြောတဲ့အတိုင်းဒါဟာမြင်းမို့တောင်ကြီးဆိုဘယ်မလဲမြင်းမို့တောင်ဘာမြင်းမို့တောင်မှလည်းမတွေ့ပါကလားအရှင်နဲ့ချုပ်ကြီးအရှိမတပင်ကြီးတပင်ပါလားဖရာဟုတ်ပြီဟာတောက်မင်းပြောတာမှန်ပြီမိတ်တက်ကဒါတာဝတိန်သားကပင်လေကတပင်ကြီးမဟုတ်ဘူးဒါတခွက်ပင်ကြီးပဲကောရိုင်းလိုက်လေကွာအလိုဘလိုဟာကြီးပါလဲငါတခါမှဒီလိုပုံကြီးကိုမမြင်ဘူးအတင်တို့ကဘသူတွေများလဲကျုပ်နာမည်ကဝေပစိတ်တီမြင့်မို့တောင်ကြီးကိုအစိုးရတဲ့နာတော်အမောင်နဲ့သားမြင့်မို့တောင်ကြီးကိုအစိုးရခဲ့တယ်လို့ပြင်ပြောစမ်းပါကွယ်အမိမသိတဲ့နတ်သားအတင်ဟာခွန်အားပလနဲပြီးအယုတ်ဆိုးနေတာကျုပ်လှုပ်လိုက်ရင်နတ်သက်ကြွေတော့မယ်စကားပြောတာတတိထားပါလေကျုပ်တောင်းပန်ပါတယ်အဲဝက်မကြီးဖြစ်သွားတာကိုကျုပ်နာမည်ကတော့သူပလီပါတာဝတိန်သားမှာငါအနားယူနေကြပလေကတပင်ကြီးကိုတတိယလိုက်တာတောက်ဟိုနတ်အစုပလုတ်တွေ့ကြသေးတာပေါ့အတင်တို့အခုရောက်နေတာအတူရာပြည်လို့ခေါ်တယ်ဟာအတိတ်ပဲကတော့ဒုက္ခချမ်းသာမရှိဟာအပေခံဒေသပေါ့ကွယ်ဒါအစပဲရှိသေးတယ်ကွယ်အတင်ဟာအိုမင်းချင်းကိုမတွေ့ဖာသားဘူးအထက်နှစ်ပုံတွေမှာတော့အိုမင်းချင်းမရှိပေမဲ့ဒီအတူရာပြည်မှာတော့တင်တနေ့ကြုံလာရလိမ့်မယ်ကျွန်ုပ်လည်းအရင်ကနတ်မင်းတစ်ပါးပါမလိုတဲ့နတ်မင်းတွေကကန်ချလို့ဒီကိုရောက်လာတာပဲအခုတော့ကျုပ်ကဒီမှာကြံတဲ့နောက်ဆုံးအတူရာနတ်ပဲတခြားနတ်တွေကတော့နေရာကုန်ပြန့်ကျဲနေတယ်ဟာဒါထက်အဆွေတော်သူ့ပလီကျွန်ုပ်မြင့်မို့တောင်ကိုဘလို့ပြန်တက်ရမလဲဟောအတင်နမင်းကောင်းကင်ကိုကြည့်ပါဒါကမြင့်မို့တောင်ကြီးခုံလောက်ကြီး၃ခုထဲကမြတ်စိမ်းခုံလောက်ပဲအဲ့ဒီမြတ်စိမ်းခုံလောက်ရဲ့အပြင်တီရာရေထုကိုကြော်ပြီးမှမြင့်မို့တောင်ကြီးရဲ့နဂါးပြည်ကိုရောက်မယ်အဆွေဟုတ်ပြီဒါဆိုလက်နက်တွေမြန်မြန်စုဆောင်ပြီးဟောတာဝတိန်သားကိုမြန်မြန်ပြန်တက်ရမယ်မိဖရာကြီးကိုလွမ်းလာပြီပြောတင်တာလဲပြောပြီးပြီအဆွေဒီနေ့ကတော့ကျွန်ုပ်နှက်သက်ကြွေရမယ့်နေ့ပဲဥိမာစသည်နတ်ပြည်အကျိုးတည်ဖို့သည့်အတွက်နတ်ဘုံတစ်ခုလုံးမှဆက်ခေါ်တိကြမင်းပွဲအားခံယူနတ်ပြည်အားအုပ်ချုပ်တော်မူပါဗျာ
ယနေ့မှစဤတာနတ်နတ်အားစစ်တေနာပိချုပ်အဖြစ်လဲကောင်းမာဒလီနတ်သားအားကိုရေးအရာရှိအဖြစ်လဲကောင်းခန့်အပ်စေပြန်များကိုကူညီဖယ်ရှားပေးခဲ့သည့်ဝရုဏအားနတ်စစ်သူကြီးအဖြစ်ခန့်အပ်စေယနေ့မှစပဇာပတိနတ်သားအားအကြံပေးအဖြစ်ခန့်အပ်တဲ့အမှုအခင်းများကိုကူညီဖြည့်ရှင်းစေပေးအပ်သောတာဝန်ကိုကျေပွန်စွာထမ်းဆောင်ပါမည်နတ်တို့အရှင်သိကြမင်းဖျားမောင်တော်မရှိတော့တခြားသူတွေရှိတဲ့နေရာမှာမနေချင်တော့ဘူးတူးရဲနေတာပဲကောင်းပါတယ်ငါနဲ့အပေါင်းပါတွေကတော့ကောင်းမှုတွေလုပ်ပြီးနတ်ဘုံရောက်နေပြီလူဘုံမှာတော့ကငါချစ်ခင်စုံမက်တဲ့နှမလဲဘယ်ဘုံဘဝရောက်နေပါလိမ့်မှန်စံလူဘုံကိုကြည့်လိုက်ဦးမယ်အလိုငါနှမသူစားပြိုင်းမလေးဖြစ်နေပါရောလားလူဘုံစင်းဦးမှာပဲပြိုင်းမလေးဝါယခုချိန်မှာစတင်တဲ့ကောင်းမှုကုသိုလ်များကိုစ조사ပြုလုပ်ပါလေတော့နှမငယ်ဒီနေ့တော့ဟိုနဲ့ကြီးပြောသလိုဥပုပ်တီလာကိုစောင့်တည်ပြီးပြီအသက်ရှိနေတာပဲဥပုပ်တီလာစောင့်ထားတော့ငါးရှင်တွေကိုမဖမ်းမစားတော့ပါဘူးလေသာဓုတင်ရောကောင်းမှုကိုစ조사ဆောင်ရွက်မှုသည်အလွန်ကောင်းမွန်ပေလေစွာကောင်းမှုကုသိုလ်များကိုမမေ့မလျော့စောင့်တည်ရစ်လော့နှမတော်တစ်ချိန်တော့ပြန်ဆောင်ရမှာပါဤအမှုကိုတရားမျှတစွာစီရင်မည်အမှန်တရားမလွဲမရှောင်ပေါ်ထွန်းရမည်မလိတ်ကာနတ်သမီးအဘယ်အကြောင်းရှိပါအန်နီဝင်ခွင့်ပြုလိုက်ပါမာတလီနတ်တို့အရှင်တိကြမင်းအားကျွန်ုပ်မလိတ်ကအယုအသေးပြုပါသည်ကောင်းပါပြီမိဖုရားကြီးတင့်ခင်ပွန်းဝေဘစိတ်တိအတွက်ဆိုစိတ်မကောင်းပါဘူးနတ်ပြည်အကျိုးအတွက်လှုပ်ခဲ့ခြင်းပါအမုန်းအာဘာထမရှိပါဘူးကျန်တာလိုအပ်ရင်ကူညီပါမယ်တိကြမင်းအနေနဲ့ဘလို့ပြောဒီတာဝတိန်တာကိုအုပ်ချုပ်ခဲ့တဲ့နတ်မင်းဝေဘစိတ်တိဟာတရားစီရင်မခံရပဲနတ်ပြည်ကနေမတရားပစ်ချခံရတာပါကျွန်ုပ်လည်းနတ်မင်းတို့အားလုံးကိုအခဲမကြေပါအရှင်သခင်ဖြစ်လည်းမခတ်စားနိုင်ပါဒါကြောင့်နတ်မင်းဝေပစိတ်တိလိုပဲမြင့်မို့တောင်ကနေပစ်ချတော်မူပါအသင်မလိတ်ကာကျွန်ုပ်တို့ရောက်လာတဲ့အချိန်မှာတာဝတိန်သာရဲ့တရားစီရင်ရေးဟာပျက်စီးနေပြီထိတ်ဆုံးကဖြစ်တဲ့ဝေဘစိတ်တိတောင်တေရရစ်မူပြီးသူ့အပေါင်းအသင်းတွေနဲ့အနိုင်ကျင့်တာတင်အသိဆုံးပါပဲတိကြမင်းကိုညှင်းခုန်ရအောင်လာခြင်းမဟုတ်ပါအလားတူပဲကျွန်ုပ်ကိုမြင့်မို့တောင်ကနေပစ်ချဖို့ပါပဲအသင်ကဘာအပြစ်မှမကျူးလွန်ထားတဲ့အတွက်ပစ်ချလို့မရပါဘူးမလိတ်ကာ
ယခုကျွန်ုပ်ကိုအပြစ်ပေးလို့ရပါပြီလားတိကြမင်း တေရီတောက်ယုံနဲ့ဒီအဖြစ်ကိုပေးလို့မရတပါဘူးအတင်မလိတ်ကာ ဒါဆိုလေကြံရှိတဲ့နတ်ဘလူးတွေကိုစီရုံပြီးပုံကန်ရမှာပေါ့ကျွန်ုပ်စကားကိုနားထောင်မဲ့သူတွေအများကြီး နတ်တို့တနင်တိကြမင်းကိုပုံကန်ရန်ကြံစီသည့်အတွက်မလိတ်ကာနဲ့အပေါင်းအပါတို့ဟာတောင်ထိပ်မှပစ်ချစေ